အခုလိုတွေကြောင့်မြန်မာနိုင်ငံကိုပြန်လာခွင့်ရကောင်မိသားစုပြန်ဆောင်သွားပြီဖြစ်တဲ့အင်ချစ်သူတို့မိသားစုပြည်သက်ကြီးရင်အင်ချစ်သူကဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုရကကြော်ကြားလာခဲ့တာပါသူတို့မိသားစုကိုလူတွေပိုသိအောင်ညီမဖြစ်သူချောဝိရီကအင်တာဗျူးတွေဖြေကကြိုးပမ်းခဲ့ပါတယ်အကိုဖြစ်သူရှိကနိုင်ငံခြားမှာသူတို့မိသားစုအတွက်အလုံးလုံးနေရတယ်ဆိုတာကြောင့်အလုံးကလည်းစိတ်မကောင်းဖြစ်နေခဲ့ရတာပါချောဝိရီကသူ့အကိုကိုလွမ်းနေတာတော့မတွေ့ရလို့ဆိုပြီးငိုလဲငိုနေခဲ့ရပါတယ်အခုဆိုရင်အကိုဖြစ်သူကမိခင်ဖြစ်သူရဲ့မွေးနေ့မှာ surprise တိုက်ဖို့ပြန်လာခဲ့တာပါသူတို့မိသားစုလေးကလည်းစုံလင်သွားပြီဖြစ်လို့တမိသားစုလုံးကမျက်ရည်ကျတဲ့အထီကိုဝမ်းသာနေရတဲ့ရှင်ချောဝိရီကလည်းအကိုဖြစ်သူကိုတွေ့ရတဲ့တင်းနေအောင်ဖက်ကအလွမ်းတွေကိုဖြည့်နေခဲ့တာပါအကိုဖြစ်သူကရုပ်ရည်လဲချောမော့တာကြောင့်အိတ်ချစ်သူနဲ့ချောဝိရီတို့ကိုညီမတော်ချင်းသူတွေကများလို့နေပါပြီမိသားစုပြန်ဆောင်သွားပြီဖြစ်တဲ့အင်ချစ်သူတို့မိသားစုလေးအတွက်ပီတိဖြစ်မိလားဆိုတာခွန်မမှာပြပြခဲ့ဦးနော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ